မင်္ဂလာပါခင်ဗျာလီသီယမ်ပဲဆင်စင်လိုက်ဖို့ပဲဆင်စင်စပိန်ဘက်ထရီပတ်တွေပဲဆင်စင်တွဲဖို့24တွေပဲဆင်စင်ပေါ့နော် BMS ကိုဖုန်းနဲ့ကြည့်ကျင်တဲ့လူတွေအတွက်ဒီ JK ဟာလေးရှိရခင်ဗျာနော်ဈေးကတော့3,900လောက်ရှိပါတယ်ခင်ဗျာနော်ဒါက Lipo 4တွေပါဒီဟာလေးကတော့ Lithium ပါခင်ဗျာနော်ဒီ BMS က Lipo 4ရော Lithium ရောနှစ်ခုလုံးအသုံးလို့ရတယ်ခင်ဗျာနော် MSK ကဘယ်လန်သာပါပြီးသားခင်ဗျာနော် 0.4 ampere ဆိုတော့အရန်တော့နည်းပါတယ်သူက60 ampere ပေါ့နော်โอเคခင်ဗျာဘယ်လိုပုံစံလေးဆိုတာကိုကျွန်တော်ပြပေးပါမယ်ခင်ဗျာအဲ့ဒီမှာနော် software တွေကိုဝင်လိုက်မယ်ခင်ဗျာ JK BMS နော်သူက Play Store မှာလည်းအလွယ်တကူသွား download လို့ရပါတယ်အိမ်က battery pack ကိုပြပေးတာပါဖြစ်ပါတယ်ခင်ဗျာအဲ့တော့ battery ကကျွန်တော်က100 AH ဆိုတော့ remaining capacity ကလည်း100 AH ပါပဲခင်ဗျာနော်โอเคနောက်ပြီးဒီမှာကျွန်တော်တို့က battery ရဲ့ cell bore တွေအကုန်လုံးကြည့်လို့ရတယ်ခင်ဗျအကုန်လုံး 3.4 တွေပဲလုံးဝအညီတွေပဲခင်ဗျနော်သူကဒီမှာ JK BMS တွေသုံးမယ်ဆိုရင်ဒီမှာအရေးကြီးတာလေးချက်ပြပြမယ် setting ပေါ့နော်ကိုက lithium ရွေးမှာလား Lipo 4ရွေးမှာလားဒီမှာသွားရွေးရမယ်နော်ကိုက Lipo 4ကြီးတက်ပြီးတော့ lithium သွားရွေးရင်လည်း setting မှန်တာလေးဖြစ်တတ်တယ်ခင်ဗျာနော်သုံးတာတော့သုံးလို့ရတယ်ဒီမှာ percentage တွေပေါ်တာမှန်တာတော့ဘာလို့ဖြစ်တတ်တယ်ပြီးသွားရင်10ကောက်မှာလုံးဝမှားလို့မရပါဘူးကျွန်တော်တို့ကတွဲဖို့သုံးမယ်ဆိုရင် Lipo 4ဆိုရင်4ကိုရွေးရမယ်ပေါ့နော်24ဆိုရင်8ကိုရွေးရမယ်50ဖို့ဆိုရင်16ကိုရွေးပေးရမှာဖြစ်ပါတယ်ခင်ဗျာနော်ကိုက24ဖို့ဆင်ပြီးတော့ဒီမှာ4 10ကောက်ကို4သွားရွေးရင်လုံးဝဘိုးမထွက်ဘူးခင်ဗျာနော်ဘိုးထွက်လားမထွက်လားပမာသွားကြည့်လို့ရတယ်ဆိုတော့ဒီ step မှာအဲ့တော့ကျွန်တော် charger က on နေတယ် discharge က on နေတယ် balance က off ဖြစ်နေတယ်ခင်ဗျာနော် cell တွေအကုန်လုံးညီနေတဲ့အတွက်သူ့ဘက်သူပိတ်ထားတာပေါ့နော်ဟုတ်ကဲ့ပါဒါလေးတကယ်ကိုအဆင်ပြေပါတယ်ခင်ဗျာနော်ကိုယ့်ရဲ့စပိန်တွေမှာ e-bike တွေမှာဒီလို BMS နဲ့ဆင်ကျင်နေရပါတယ်ပေါ့နော်ပွင့်လင်းပြောရရင်တော့ဒီ BMS လောက်နဲ့ဆင်မယ်ဆိုရင်တော့ Lipo 4တွေကိုပို့အသုံးပြုတင်တယ်ခင်ဗျာနော်ဟိုကတော့ဒီမှာတော့ဟိုဟာထိပဲရတယ်ဗျာ24အတွက်ပဲရတယ်ပေါ့နော်တကယ်လို့ဘိုး60တွေ82ဘိုးတွေဆိုရင်တော့ BMS ကဈေး ANG ဝါတယ်2,900 2,800လောက်ရှိတယ်ခင်ဗျာနော်ဒါက24အတွက်ပဲအထိပဲရပါတယ်တွဲဖို့24အတွက်ပဲရပါတယ်ခင်ဗျာနော်ဒီကန်လေးရတော့နော်ကိုက24ဘိုးကိုပတ်ကိများစီးခြင်းနဲ့ကောင်းကောင်းသုံးခြင်းနဲ့ဆိုရင်တော့ဒီ BMS လေးနဲ့အသုံးပြုလို့ရပါတယ်ခင်ဗျာနော်ဒါလေးကကျွန်တော် knowledge share ပေးတာဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ